လာပါယေရှုနာမနဲ့နှုတ်ဆက်ပါတယ်အခုဒီနေ့ပေါ့နော်အားလုံးဆုံတွေ့ရတာကျေးဇူးတော်ချီးမွမ်းပါတယ်အခုဒီနေ့ကျွန်မပြောချင်တဲ့ခေါင်းစဉ်လေးကတော့ယုံကြည်သူတူရဲ့နှလုံးသားနဲ့တုံ့ပြန်မှုအမှုအကျင့်ဆိုတဲ့ဘိုင်းတစ်ကိုပြောတော့မှာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းကျွန်မကဒီအပိုင်းဆက်ကလေးတွေကိုပြောသွားချင်ပါတယ်ကျမ်းစာတအုပ်လုံးကိုကြည့်တဲ့အခါမှာကျမ်းစာတအုပ်လုံးရဲ့အဓိကတော့ချက်ကစိတ်နှလုံးပြောင်းလဲဖို့ဖြစ်တယ်ဆိုတာနားလည်ရပါတယ်ကျမ်းစာအုပ်တအုပ်လုံးရဲ့အဓိကတော့ချက်ကစိတ်နှလုံးလူသားတွေရဲ့စိတ်နှလုံးကိုပြောင်းလဲသွားဖို့ဖြစ်ပါတယ်ဓမ္မဟောင်းမှာဆိုလို့ရှိရင်စိတ်နှလုံးကိုပြုပြင်ပါပြောင်းလဲပါနော်ပြုပြင်ပါပြောင်းလဲပါအသစ်ပြင်ဆင်ပါဆိုတဲ့အရာတွေညစွာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်လူတဦးရဲ့အသက်တာကစိတ်နှလုံးကခန္ဓာကိုယ်ခိုင်းတဲ့အတွက်ဖြစ်တယ်။ဒါကြောင့်စိတ်နှလုံးပြောင်းလဲဖို့ကအရန်ကြီးကြီးတယ်ဆိုတာကိုကျွန်တော်တို့သိရှိရတာဖြစ်ပါတယ်။လူတဦးရဲ့အသက်တာမှာလည်းဝိညာဉ်ကအရေးကြီးတယ်လို့ဝိညာဉ်ရဲ့နေအိမ်ဒီလည်းစိတ်နှလုံးဖြစ်ပါတယ်။စိတ်နှလုံးကခန္ဓာကိုယ်ကိုခိုင်းတာဖြစ်တယ်။ဒါကြောင့်မို့ယုတ်နာနှစ်ပိုင်းစလုံးရဲ့အဆက်အစပ်ကတော့ဒီနေ့စိတ်ဖြစ်တယ်။စိတ်နှလုံးဒီဝိညာဉ်ရဲ့နေအိမ်ခန္ဓာကိုယ်တစ်ခုလုံးခိုင်းတာလဲစိတ်နှလုံးယုတ်နဲ့နာနဲ့နှစ်ပိုင်းကိုစိတ်ကဆက်သွယ်ပေးတာဖြစ်တယ်။ဒါကြောင့်မို့စိတ်နှလုံးကလူတဦးရဲ့အသက်တာမှာလဲအလွန်အရေးကြီးတယ်ဆိုတာသိရှိရပါတယ်။ယေရှုခရစ်ကလူစားကြီးကိုလာခံပြီးတော့လူသားတွေရဲ့ဝိညာဉ်ကိုကယ်တင်တဲ့စိတ်ကိုပြုပြင်ပြောင်းလဲပြီးတော့အတ္တတခံပြုပြင်ပြောင်းလဲပေးတဲ့လူရဲ့အတ္တပြုပြင်ခြင်းကလူရဲ့စိတ်ကိုပြုပြင်ပေးခြင်းကလူရဲ့အတ္တတာကိုပြုပြင်ပေးခြင်းကလဝကတိုင်တရားမှာပဲရှိတယ်ဆိုတာနားလည်ရပါတယ်။ဒါကြောင့်မို့ဒီနေ့ဓမ္မဟောင်းမှာကစိတ်နှလုံးကိုပြုပြင်ပါပြောင်းလဲပါအတ္တပြင်ဆင်ဖို့ပြောခဲ့ပါတယ်။သို့တော်လည်းလူသားတွေကအပြစ်ရဲ့အခသေခြင်းရဲ့လက်အောက်ထဲမှာရှိတဲ့အတွက်လူအပေါင်းဟာလမ်းလွဲပြီးတော့ဖြောင့်မတ်ခြင်းကိုရှာတော့သူမရှိကောင်းသောအခြင်းကိုကျင့်တော့သူဟာမြေကြီးပေါ်မှာအစုံတယောက်မှမရှိအောင်ဖြစ်ခဲ့ရတာဖြစ်တယ်။အပြစ်ရဲ့အခသေခြင်းမှာလမ်းဆုံးကြရတယ်။ယေရှုကလောကကိုကယ်တင်ပြီးအသက်ဝိကြီးကယ်တင်တဲ့စိတ်ကလည်းပြုပြင်ပြောင်းလဲပေးတယ်ပေါ့နော်။ဒါနဲ့ကျမတို့ကဒီနေ့တမတစ်မှာကငါကိုယ်တိုင်မရှင်ခရစ်တော်ကိုအထဲမှာရှင်ပြီးတော့ဂလာတိ9:24အရကိုယ့်ရဲ့အလိုဆန္ဒအလုံးလဝကတိုင်မှာအမှုပြီးစီးခြင်းအဖြစ်ကျမတို့ရဲ့အသက်တာမှာစိတ်နှလုံးအတ္တပြုပြင်ခြင်းကိုခံစားရတာဖြစ်ပါတယ်လဝကတိုင်တကူအဖြစ်တာလဝကတိုင်တရားအဖြစ်တာလူတယောက်ကိုအတ္တပြုပြင်ပေးနိုင်တာဖြစ်တယ်ဝိညာဉ်စိတ်ခန္ဓာအလိုပြောင်းလဲအဟောင်းကနဲ့အတ္တတေချင်းကလည်းရှင်ချင်းပြောင်းလဲပေးနိုင်တာလဝကတိုင်တရားပဲဖြစ်တယ်ဒါကြောင့်မို့အခုယုံကြည်သူတွေရဲ့အတ္တတာကိုဘုရားသခင်ကငါကိုယ်တိုင်ရှင်ခရစ်တော်ရှင်လာတဲ့နှလုံးသားကိုခိုင်ခန့်စေပါတည်ကြည်စေပါအတွင်းလူကိုအားရှိစေပါအတွင်းလူကိုတည်ကြည်စေပါကြည်ထွားစေပါဆိုတဲ့အရာကတမတိမှာအများကြီးဩဝါဒစာမှာပြောထားတာကိုကျွန်တော်တို့ပြန်တွေ့ရတာဖြစ်ပါတယ်ဖိလိပ္ပိအခန်းကြီး9ထဲမှာတော့ယေရှုခရစ်၌ရှိတဲ့စိတ်နှလုံးတင်သူ၌ရှိလော့လို့ပြောထားတယ်လော့ဆိုတာအမိန့်ဖြစ်ပါတယ်ဒီနေ့ကေတင်ရှင်တရားကိုခံစားရပြီးတော့ကျမတို့ဒီတတန်ပြောင်းလဲဖို့ရအဓိကတော့ချက်ကစိတ်နှလုံးဖြစ်တယ်ဆိုတာသိရှိရပါတယ်လူကစိတ်နှလုံးထဲမှာပြီးတဲ့အတိုင်းနှုတ်မတတ်တယ်လို့မဿဲစနစ်ထဲမှာပေါ်ပြထားတာတွေ့ရပါတယ်စိတ်နှလုံးထဲမှာရှိတဲ့အတိုင်းနှုတ်မပြီးစိတ်လုံးဗန္တာကပါရီတူမီထားတယ်လေစိတ်လုံးဗန္တာထဲမှာတူမီဖို့ဝင်ပေါက်ကမျက်စိနဲ့နားဖြစ်တယ်မျက်စိနဲ့နားကစိတ်လုံးထဲမှာဝင်ပေါက်ဖြစ်ပြီးတော့စိတ်နှလုံးထဲမှာပြည့်စံတဲ့အတိုင်းနှုတ်ကမွတ်ခြင်းဖြစ်တယ်ဒါကြောင့်မို့မျက်စိနဲ့နားကအင်မတန်အရေးကြီးတယ်ဝင်ပေါက်ဖြစ်တယ်စိတ်လုံးထဲမှာပြည့်သွားတဲ့အခါနှုတ်ရှာကနှုတ်မပြီးတော့
ဒီရှာကခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းတဲ့အကြောင်းဟောနော်ဒီခန္ဓာကိုယ်တစ်ခုလုံးကိုပဲ့ဖြစ်တဲ့အကြောင်းဒီနေ့ယာကုပ်3မှာလည်းပြောထားတယ်ဒီရှာကပြောတဲ့အတိုင်းပိုးခဆိုတာဒီခန္ဓာကိုယ်ကခံစားရတာဖြစ်တယ်ဆိုတာနားလည်ရပါတယ်ဒါကြောင့်မို့ဒီနေ့စိတ်နှလုံးကပြုပြင်ပြောင်းလဲဖို့အရန်အရေးကြီးတယ်ဆိုတာကျမတို့တွေ့ရတယ်ဒါပေမဲ့ဒီနေ့ကလူကဇာတိစိတ်နဲ့ဖျားလူဖြစ်နေတာကဝိညာဉ်ရေးရအတက်တာမှာရင့်ကျက်လာဖို့ကခေရင်တဲ့အရာဖြစ်တယ်ဇာတိစိတ်နဲ့ယုံကြည်သူဖြစ်ပြီးမှဇာတိစိတ်နဲ့ဖျားကိုချီးမွမ်းတယ်ဖျားကိုကူးကွယ်တယ်ဖျားကိုယုံကြည်ကိုးစားတယ်ဒါပေမဲ့ဇာတိစိတ်ဖြစ်နေတဲ့အတွက်ဝိညာဉ်ရမှာရင့်ကျက်လာဖို့တိုးပွားလာဖို့ဝိညာဉ်ရေးရမှာနည်းနည်းချင်းကိုတည်မြင်လာဖို့ဒီအရာတွေကဝိညာဉ်ရေးရလောကမှာအတ္တအစီများစွာဖြစ်တယ်ဆိုတာနားလည်ရပါတယ်။ဒါကြောင့်မို့စိတ်နှလုံးကိုအတိပြုပြင်ဖို့နံပါတ်1အနေနဲ့လိုအပ်တယ်စိတ်နှလုံးအတိကခရစ်တော်ထဲမှာပဲပြုပြင်ခြင်းပြောင်းလဲခြင်းခံစားရတယ်ဆိုတာနားလည်ရတယ်။နောက်တစ်ခုကျွန်မပြောချင်ပါတယ်။ဖယားသခင်ကနေရာတကာမှာရှိတယ်နေရာတကာမှာရှိတယ်ဒါပေမဲ့ကျင်းဝတ်တဲ့နေရာကပြင်ပြားမှာလည်းမကျင်းဝတ်ဘူးတစ်ပြင်မှာလည်းမကျင်းဝတ်ဘူးသူကျင်းဝတ်တဲ့နေရာကစိတ်နှလုံးထဲမှာပဲဖြစ်တယ်ဒါကြောင့်မို့ဖယားသခင်ကျင်းဝတ်တဲ့စိတ်နှလုံးကကျွန်မတို့ကအင်မတန်မှကြည့်စုတော့အထူးခံစားရတယ်ဆိုတာနားလည်ဖို့လိုတယ်ဥပမာပေါ့နော်ကျွန်မပြောချင်တယ်ဒါကြောင့်ဒီကျွန်မတို့ရဲ့ခန္ဓာကိုယ်ကဖယားသခင်ရဲ့ဗိမာန်ဖြစ်တယ်ပေါ့နော်ဗိမာန်မှာနှစ်ပိုင်းရှိတယ်မြင်ရတဲ့ဗိမာန်နဲ့မမြင်ရတဲ့ဗိမာန်မြင်ရတဲ့ဗိမာန်ကလူဒီတည်ဆောက်ထားတဲ့ဗိမာန်ဖြစ်တယ်မမြင်ရတဲ့ဗိမာန်ကစိတ်နှလုံးဖြစ်တယ်ဖယားသခင်တည်ဆောက်တဲ့စိတ်နှလုံးပေါ့နော်ဒီဟာဖြစ်တယ်ဒါကြောင့်မို့ကျမတို့လူသားတွေယုံကြည်သူတို့ရဲ့စိတ်နှလုံးကဘယ်ပေါ်မှာဥပ္ပချထားတယ်လဲဆိုတာကိုဝိညာဉ်ရဲ့တုတက်ခြင်းတို့အတွက်အဓိကစဉ်းစားရမယ့်အရာဖြစ်တယ်ဆိုတာနားလည်ရတယ်ယုံကြည်သူတွေကအများဆုံးဦးစားပေးရတဲ့အရာတွေကမြင်ရတဲ့အရာဖြစ်တယ်အတင်းတော်ကိုတည်ဆောက်တယ်ပြီးတော့ဘုရားကျောင်းကြီးတည်ဆောက်တယ်မြင်ရတဲ့အပိုင်းပေါ့ကွာဦးစားပေးတယ်ပေါ့မြင်ရတဲ့အပိုင်းကိုအများစွာဦးစားပေးတယ်ဒါပေမဲ့အဲ့ဒီမြင်ရတဲ့အပိုင်းများစွာဦးစားပေးတာကမလိုဘူးလားလိုအပ်ပါတယ်ဒါပေမဲ့အဲ့ဒါနံပါတ်1မဟုတ်ဘူးနော်ဘုရားသခင်ကတမန်တော်ထဲမှာလူလက်နဲ့ဒီဆောက်ထားတဲ့နေရာကျင့်ဝတ်တော်မူဘူးလို့ပြောတယ်နော်ဘုရားသခင်ကနေရာတကာရှိတယ်ပေါ့နော်နေရာတကာရှိတယ်ဘုရားသခင်ကနေရာတကာရှိတယ်ဒါမဲ့သူကျင့်ဝတ်တဲ့နေရာကစိတ်နှလုံးပဲဖြစ်တယ်စိတ်နှလုံးပဲဖြစ်တယ်ဒါကြောင့်မို့ကျမတို့ရဲ့စိတ်နှလုံးကဖယားကျင့်ဝတ်တဲ့ဗိမာန်ဖြစ်တယ်ဒါကြောင့်နံပါတ်1ကျမတို့လုပ်ရမယ့်အရာကဒီဗိမာန်ကိုတည်ဆောက်ဖို့ဒီဗိမာန်ကိုတန့်ရှင်းဖို့ဒီဗိမာန်ကိုညှိညွတ်စွာအသက်ရှင်ဖို့အရန်အရေးကြီးတယ်တည့်ရဲ့စိတ်နှလုံးဟာဖယားရဲ့ဗိမာန်ဖြစ်တယ်သူဗိမာန်ကိုညှိညွတ်ပါကဘုရားသခင်မနစ်တဲ့အရာဖြစ်တယ်ဆိုတာနားလည်ရပါတယ်အာမင်အဲ့တော့ဒီနေ့ကျမတို့ရဲ့အသက်တာမှာတိဆောက်ခြင်းဆိုတာကတည်တဲ့နှစ်ရှိတယ်မြင်ရတဲ့ဗိမာန်တော်တိဆောက်ခြင်းနဲ့မမြင်ရတဲ့နှလုံးသားဗိမာန်တိဆောက်ခြင်းဒါကကျမတို့ကပေးရကိုဥစားပေးတယ်လေနှစ်ခုစလုံးကအရေးကြီးပါတယ်ဒါပေမဲ့တည်တဲ့နှစ်မမားဖို့အရေးကြီးပါတယ်မြင်ရတဲ့ဗိမာန်ကကျမတို့ကနံပါတ်1လူသားတွေကဥစားပေးတတ်တယ်မမြင်ရတဲ့ဗိမာန်ကိုလူတွေကလစ်လူရှုထားတယ်ဘုရားသခင်ကတော့ကျမတို့ကိုမမြင်ရတဲ့ဗိမာန်ကိုနံပါတ်1တည်ဆောက်ခိုင်းတာဖြစ်တယ်ပြီးမှမြင်ရတဲ့အရာကိုကျမတို့ကဗိမာန်ကိုဝမ်းမြောက်ခြင်းနဲ့ဘုရားကိုချစ်ခြင်းနဲ့တည်ဆောက်ဖို့ရတဲ့ဘုရားသခင်ကလူတိုင်းကိုအလိုတော်ရှိတာဖြစ်တယ်ဒါမဲ့ကျမတို့ကဥစားပေးရမယ့်အရာကမသိဘူးပေါ့နော်ကျမကစဉ်းစားရပေါ့နော်တင်ညမှာလူတွေကဘုရားကျောင်းကိုယုံချင်းချင်းလာတယ်လို့ပဲရည်စားနဲ့ချင်းလာတယ်လို့ပဲဟုတ်လား
用清清的路，以前呢拉清的路，ဖျားသခင်ကိုချစ်တဲ့လူကတနင်္ဂနွေနေ့မှာဖျားကြောင်းလာတယ်ဆက်လက်တောက်တဲ့လူလည်းတကားဝနာမှာထိုးထားပြီးဝင်ခဲ့တယ်ကိုညာစားတဲ့လူလည်းတကားဝနာမှာပလုတ်ချင်းပြီးတော့ဝင်လာခဲ့တယ်ပေါ့နော်ခုနှစ်ရက်လုံးမှာတနင်္ဂနွေတရက်ကိုတန်ရှင်းရှင်းနဲ့သူတို့ကတန်ရှင်းတဲ့ဖျားကြောင်းမှာဖျားနဲ့တွေ့ဖို့လာခဲ့ကြတာဖြစ်တယ်ဖျားကြောင်းပြီးမှတော့ကြီးတွေမှာပေါ့နော်လာခဲ့ကြတယ်ယုံချင်းချင်းတူပါပဲရှေ့ဆုံးကထိုင်နေတဲ့သူတွေကကျမကအာယုံပြုပြီးကြည့်တဲ့အခါမှာသူတို့ဒီကမတရားသောစီးပွားရေးနော်မတရားတဲ့ဖြင့်အနိုင်ကျင့်ပြီးမှလူတွေကိုအနိုင်ကျင့်ပြီးတော့ဆက်ဆံရှာတယ်မူရစေဝါတွေတုံးဆွဲတယ်ညညူးစွာအသက်ရှင်တယ်ဒါမဲ့တနင်္ဂနွေတရက်မှာတော့တတရရနဲ့ယုံချင်းချင်းလာကြတယ်အဲ့တော့ကျမကအယုံပြုတဲ့အခါမှာဖခင်เจ้าမှာလာထိုင်ကြတဲ့လူတွေရဲ့ကိုကျမကကြည့်လိုက်တဲ့အခါမှာတရိษံကပုံများနေတယ်တရိษံဆိုတဲ့အထဲမှာတိုးကလူနည်းစုပဲရှိတယ်ဆိုတာကျမမြင်တွေ့ရတယ်ဝတ်ခရန်ကေတင်ချင်းကတော့နားလေတယ်ဒါမဲ့ခွာကတော့ပွဲပါတယ်ဒါပေမဲ့စမြုပ်မပြန်ဘူးလောကအရာအကုန်ကျရှင်ကစားအကုန်ကျနိုဝါခရီးယန်ခွာကတော့ပွဲပါတယ်ကေတင်ချင်းနားလေဒါမှမြစ်စားတဲ့အတက်တာမရင်ကျက်လာဘူးမြေကြီးအရာထဲမှာပဲအချင်းကုန်တယ်အဲ့တော့စုံနေရပဲတရိษံတွေအလုံးခွေးကိုပြန်ကြည့်တယ်ခွေးခရီးယန်ကိုပြန်ကြည့်တော့ခွေးကအန်ဖတ်ပြန်စားတယ်မိမိတခင်မှန်လို့တည်ပါတယ်အမျိုးမျိုးပေါ့ဘုရားသခင်ဖွင့်ပြတဲ့အရာလေးကကြီးနေတဲ့အခါမှာစပါးဝန်နေရပါတယ်ဒီနေ့ဘုရားသခင်ကနေရာတကာရှိတာမှန်ပါတယ်ဒါပေမဲ့တကယ်ချင်းဝတ်တာနှလုံးသားမှာဖြစ်တဲ့အတွက်ကျမတို့ကခုနှစ်ရက်လုံးတည်ပြီးမှတော့တန့်ရှင်းစွာအသက်ရှင်ရမှာဖြစ်တယ်တနင်္ဂနွေတရက်ထဲမဟုတ်ဘူး24နာရီမြေကြီးပေါ်မှာအသက်ရှင်တဲ့ကာလပတ်လုံးအရေးသွင်းခြင်းနဲ့ကင်းစင်စွာနှလုံးသားဟာခရစ်တော်ရဲ့စိတ်နဲ့ထပ်တူချပြီးကျမတို့ကခရစ်တော်ရဲ့စိတ်နဲ့တဘောသားတင်တူ၌ရှိစေကြလော့ငါကိုယ်တိုင်ရှိခရစ်တော်ရှင်တဲ့ကခရစ်တော်ရဲ့စိတ်နဲ့တဘောသားခုအထင်းမှာလင်းလာတာဖြစ်ပါတယ်လို့ပြောချင်တယ်ဒါကြောင့်မို့ဝိညာဉ်ရေးရာအသက်တာမှာပေါ့နော်မြင့်ကျက်လာခြင်းလေဆိုရင်နံပါတ်1အဲ့ဒီစိတ်ကအရန်ကြီးကြီးတယ်တင်းရဲ့သက်တာမှာမြင်ရတာကိုဥစားပေးတဲ့စိတ်နှလုံးနဲ့အမှုကျင့်လာမမြင်ရတဲ့အရာကိုဥစားပေးတဲ့စိတ်နှလုံးနဲ့အမှုကျင့်လာဆိုတာနားလည်ဖို့လိုအပ်ပါတယ်ကျမကတမီးတယောက်ရထားတဲ့ထားလိုက်လူတယောက်ကကျမတမီးကိုအရာနစ်သက်တယ်ချင်းတယ်ဒါပေမဲ့ကျမအိမ်မှာဘာပြောမဆိုနဲ့အင်္ဂါလေးတူပေးတယ်ခြံလက်ကပေးတယ်ဒီတစင်းလူတယောက်ကအဲ့လိုလုပ်ပေးခြင်းအပြင်ကျမကတိစုမတင်နိုင်ပါဘူးကျမကသူလုပ်ပေးတာကိုကြည့်ချင်းအပြင်ဒီကောင်ဘာကြောင့်ဒီလိုလုပ်တယ်လဲဆိုတဲ့အရာကိုကျမကပို့ပြီးစိတ်ဝင်စားတာဖြစ်ပါတယ်ပို့ပြီးစိတ်ဝင်စားတဲ့အရာကိုပြောချင်တယ်ဒီနေ့ဘုရားသခင်ကတင်လှုပ်ဆောင်နေတဲ့အရာကိုဘာကြောင့်ဒီလိုလှုပ်ဆောင်နေတယ်လဲဆိုတာကိုစိတ်ဝင်စားတာဖြစ်တယ်ပြောချင်တာကနှလုံးသားထဲကနေတန်ရှင်းစွာနဲ့အသက်ရှင်ပြီးအတွင်းကနေယူစင်ထွက်လာတဲ့အရာနဲ့ဘုရားသခင်ကိုစီမံခြင်းကိုကိုယ်ချင်းဘုရားမှုတော်ဆောင်ခြင်းကဘုရားပူနေတဲ့တဲ့ဆိုတဲ့အရာပြောချင်တာဖြစ်တယ်လူရဲ့မျက်နှာကိုရှာခြင်းဘုရားနာမ၌ကိုယ့်ရဲ့နာမကိုကြီးထွားစေခြင်းကအလွန်ဘုရားသခင်ယွန်ရှာတဲ့အရာဖြစ်တယ်ဆိုတာနားလည်ရတယ်ဘုရားဘုန်းကိုဘုရားနာမ၌မိမိရဲ့ဘုန်းကိုရှာပြီးဘုရားဘုန်းကိုလူချင်းအရာကစာတန်အပေါင်းအပေါ်တွေပဲဖြစ်တယ်ဆိုတာနားလည်ရတယ်ကျမစဉ်းစားတယ်ကျမရဲ့ဘဝတက်တာကျမစဉ်းစားမိတယ်ပေါ့နော်ဘာစဉ်းစားမိတယ်လဲဆိုရင်ကျမကရာတမန်တော်ပေါလုလိုအဖြစ်ထဲမှာအယွန်ချဆုံးအဖြစ်အကြီးဆုံးပြောက်ဖြစ်တယ်ကျမရဲ့အဖြစ်က
လူတွေကကျမကိုအပြစ်အရရှာကြတယ်ကျမကတနာတယ်အဲ့အပြစ်ရှာတဲ့လူတွေကိုလေကျမအကြောင်းကိုကျမတော့ဘယ်သူကသိမှာလဲပေါ့နော်အဲ့ဒီလိုအပြစ်အရရှာတဲ့လူတွေကိုကျမကတနာတယ်အရပြောကြည့်တဲ့လူတွေလည်းတနာတယ်ဗျာရှာတော့သူသွားမယ်ကျမကိုပြောကြည့်တာကုန်တော့မှမဟုတ်ဘူးရှာကြတဲ့ခါမှာအပြစ်ဆိုတာရှာလိုက်တင်တော့မှယူသွားလိမ့်မယ်ကျမအပြစ်ကကုန်တော့မှမဟုတ်ဘူးအပြစ်ထဲမှာအရှိဆုံးကျမလိုအမိုက်တရိုက်မြောင်းကျူမြောင်းကြားအနုတေပိတ္တစာမျော်လင့်ညာမဲ့ခိုးကိုရမဲ့ရှင်နုန်ထဲမှာရှိနေတဲ့အပြစ်နုန်ထဲမှာရှိနေတဲ့လူတွေရဲ့တွေးခွက်ထဲမှာပလက်မခုံမျောနေတဲ့ကျမရဲ့ဘဝဘုရားသခင်ကကစ်တင်ပေးခဲ့တာအမင်းဆုံးဘုရားသခင်စัจ java ရာပိုင်တဲ့ဘုရားသခင်ကသူ့ရဲ့အိမ်တော်သားသူ့ရဲ့အချစ်ဆုံးနေနဲ့ကျမကိုထားတဲ့ဂျေစုတရားကလွဲရင်ကျမမှာအခြားသောဂျေစုတရားကျမမှာမရှိဘူးဒါကြောင့်မို့ကျမကဘုရားသခင်ရဲ့မှုတော်ကိုဆောင်လာတဲ့အခါမှာငါရဲ့ချစ်သူအနိတ္တဆုံးကပါလေငါရဲ့ချစ်သူကဘယ်လိုပျော်ရွှင်မလဲငါရဲ့ချစ်သူကဘယ်လိုနစ်သက်မလဲဆိုတဲ့အရာကိုပဲကျမဘဝမှာနံပါတ်1ထားတာဖြစ်တယ်ဘယ်တော့မှကျမကိုချီးမွမ်းလာတဲ့အခါမှာချီးမြှောက်လာတဲ့အခါမှာကျမဘယ်တော့မှကိုမာနလည်းမကြည့်ဘူးနာမလည်းမယူဘူးကိုနာမကိုကြည့်ဖို့ရတယ်လေဘလုတ်ဆောင်ဘူးစိတ်ကိုလည်းမရှိဘူးဒါကြောင့်မို့ကျမဘဝမှာမိုက်လည်းမလုပ်ဘူးသင်ပေါ်ကြောကြအောင်လည်းကျမတခုမှမလုပ်ခဲ့ဘာကြောင့်လဲကျမတော့ညညူပြီးညစ်ပတ်ပေးချင်တဲ့လူကချစ်တဲ့အချစ်ကအဲ့ဒီအချစ်ကအဲ့ဒီအချစ်လောက်ကြီးမားတဲ့အချစ်ကကျမဘဝတစ်ခုလုံးကိုသူ့အတွက်ပဲအသက်ရှင်နေတာဖြစ်တယ်ကျမတို့တော့မှသူတည်ရတယ်မလားကောင်းတဲ့အရာတွေ့ရင်လည်းသူတည်ရကြတယ်မလားဒီလိုပဲကျမရဲ့ဘဝမှာလည်းစင်ရဲ့လည်းချစ်သူတန်တာတယ်ဝမ်းမြောက်လည်းချစ်သူပျော်ရွှင်စေခြင်းတယ်ဝမ်းနည်းစာတွေ့လည်းချစ်သူရဲ့ရင်ခွင်ထဲမှာနေခြင်းတယ်ဆိုရင်ပူပါမှုရှိလာရင်လည်းချစ်သူရဲ့ရင်ခွင်ထဲမှာထိုးပြီးတော့ပြုတ်ပြခြင်းတယ်ဒီမှာဘဝမှာအဲ့ဒီလိုရဲ့ပဲအသက်ရှင်သွားတာယနေ့တိုင်အောင်ပဲဖြစ်တယ်ကျမရဲ့မှုတော်ဆောင်တက်တန်းဆိုရင်ဖျားနာမနဲ့ကုဘုံကုနာမကြည့်အောင်ဘယ်တော့မှစိတ်ကိုရင်တော့မရှိဘူးမချခဲ့ဘူးအဲ့ဒါကကျမရဲ့ဘဝမှုတော်ဆောင်တဲ့36နှစ်အသက်တာကိုဆင်ခြင်လာတဲ့အခါမှာဖျားနေတဲ့နှလုံးသားဆိုတာကိုကျမမြင်တွေ့လာခဲ့ရတာဖြစ်ပါတယ်ကျမဘာကိုပြောချင်တာလဲဆိုရင်အဲ့ဒီနှလုံးသားပြောင်းလဲလာတဲ့အခါမှာအတိစန္ဒစိတ်ဒီစန္ဒအတိခံစားချက်ဒီအတွင်းထဲမှာအရင်ပြုတ်ပြင်ပြောင်းလဲခြင်းကိုခံစားရလာတဲ့အခါမှာတဖြည်းဖြည်းနဲ့ကိုဘဝကတန်ရှင်းစွာအသက်ရှင်လာတယ်အသက်ရှင်လာတယ်ဒါကိုကလည်းကိုစူးစမ်းတာမဟုတ်ဘူးနော်ကိုကလည်းကိုစူးစမ်းတာမဟုတ်ပြောင်းလဲလာဖယားကိုနေ့တိုင်းစားသုံးလာတဲ့အခါမှာဖယားအနတ်နန်လာဖယားအာဟာရပိတာတယ်ပြောချင်တာခရစ်တော်ကစားစရာဖြစ်တယ်လို့ပြောတယ်အဲ့တော့ဖယားတခင်နဲ့မွေ့လျော်လာတဲ့အခါမှာကိုနတ်ကလည်းဖယားအနတ်တင်းလာဒီလူနဲ့ကျမရဲ့ဘဝကနဆုကင်းစင်တဲ့ဘဝဖြစ်တယ်အပြစ်ကင်းစင်တဲ့ဘဝကိုကျမရလာတာကကျမအဲ့ဒါပါခရစ်တော်ထဲမှာအတွင်းစစ်ပြောင်းလဲလာတဲ့အခါအပြင်ပိုင်းအမှုအကျင့်ဒီပြောင်းလဲလာဖြစ်တယ်သူစံတွေ့ဘူးလားရှိပါတယ်ဒေါသဆက်ထက်ဆံရှိဘူးလားရှိပါတယ်ခွန်ဘလူနိုင်စရာရှိပါတယ်ဒါမဲ့ဒါဒီအားလုံးကဒီကျမကြောင်းထဲမှာပေါင်လေးတယောက်ထွေးတာဟုတ်စတဲ့ဒီမှာထွေးပေးတယ်ဒီမှာထွေးပေးကျမဒီတိုင်းပဲဒီထွေးပေးတဲ့အခါယေရှုသမီးကကိုရောထဲမှာရှင်နေတဲ့အတွက်ယေရှုတင်တယ်
ကယ်ယဉ်ချကိုရတလက်တင်နဲ့ထွေးပြီးတော့စီးပြီးထွက်လာတာကျမဖျားပဲပြောတယ်ကိုရိုနာမှာဒီလိုခံရတာချစ်စစ်တင်တယ်လို့ပြောတယ်အဲ့ဒီခါမှာဒီကောင်လေးကဟိုဘက်ဒီဘက်နဲ့လိမ့်သွားတာဒီလိုလိမ့်တာ10ခါလောက်လေးချီတုံးတလောက်ကျထွက်သွားအေးလည်းထွက်တယ်အကျမအာယုံကြီးကအော်တယ်ဒီဘက်ဒီဘက်လိမ့်လဲဟိုဘက်လိမ့်လဲဘယ်လိမ့်လဲစေပေလောက်မှဒီဘက်လိမ့်ဒီဘက်လိမ့်သွားလဲဒီကိုလုံးမေးလာပြီးဆရာမတဲ့ကျမကိုမြန်လာတုတ်ပေးဘာလဲတမန်ကျမကိုစောင်းတဲ့ကောင်းကင်တမန်နဲ့ပါလာလိုက်ပေးနေရဲဆိုတာရနောက်တစ်ယောက်ကဆေးတာသူ့ကိုဘိန်းဖြတ်ပေးတဲ့ခါမှာအခုသူလောကထဲမှာမရှိတော့ဆေးတာပိခါသူ့မှာမရှိတာတော့ကြိုက်တုတ်ပေးကျမကိုဆေးတယ်ဒါပေမဲ့ကျမကသူ့တနာပြီးကျမဘိန်းဖြတ်ပေးတယ်အဲ့လေအကောင်အခုမှပြောဆေးတာနောက်သူချီမောတယ်ဖျားကိုချီမောတာတာရည်လို့ပြောတယ်အဲ့ဒါဒီမျက်နှာကြီးကလည်းဖြုံဖြည်းနဲ့လာပြောတယ်ဘလောက်ခံစားနေလဲမသိဘူးဆိုတော့ခုပြန်ယူပေးတာမောလို့ရှင်ဒီနာထိုင်လိုက်နော်အဲမောလို့ထိုင်လို့ရှင်စိတ်လုံးပြဖျားကိုချီမောမှာနော်တာကိုဖျားပဲကြည့်တယ်လို့ပြောလိုက်တော့ဆေးလာကြပါဦးလေဆေးလာဒါနဲ့သူကချီမောအဲ့တောင်ပြောတဲ့မိမချီမောနဲ့ကွာလို့ပြောပြီးထားပြီးချီမောလိုက်တဲ့ကတစ်ချက်တော့ကောင်းတော့ကောင်းတဲ့ညကျတော့စဉ်းစားတယ်ဒီလောက်ဆိုးတဲ့ငါ့ကိုဒီလိုစိတ်ရှည်တဲ့ဆရာမအများကြီးတော့ငါပြောမှဒါမဲ့လေငါသူ့ကိုချင်တော့ငါဘွားကိုဒီလိုချိုးပြတဲ့ပေါ့ကွာပြောချင်တာဒီလိုနေရာပို့ပေးတယ်ပေါ့လုံးဝမချင်တော့ဘူးဆိုညမှာပြန်ဆဲတယ်ညမှာချီးမွမ်းတဲ့ခါသူ့ချစ်တော့ကောင်းသွားပြီညအိတ်သွားမနဲ့မိုးရင်းတော့သူ့ချစ်တော့ကဒီဘူးပူနာတယ်စစ်ဒူးကောင်းလေးရှောင်းတယ်အားနဲ့ကျမတို့ကစတောင်းတဲ့ခါကျဖေးဖန်တာဖြူဖြူလေးနှစ်ခုဘယ်ဒီပေါအောင်ထူထားတယ်အဲ့ဘယ်သူထူတာလဲအဲ့ဒီဖန်တာရဲ့ပိုင်ရှင်ကိုပေါ်တဲ့ကကောင်းကင်တမန်ရောက်လာပရိုဖက်ကပြောတယ်ကောင်းကင်တမန်ရောက်လာဘာဖြစ်လို့ထူတယ်လဲဒီလူကဆရာမကိုတအားအရာဆရာမရှိအောင်ဆေးဆူတဲ့အတွက်ဆရာမအဆောင်နဲ့ကောင်းကင်တမန်ကြီးထူထားပေးတယ်ဟုတ်ပါတယ်ပရိုဖက်ပြောတယ်နဲ့သူကလည်းလိမ့်တယ်မမီအရမ်းမားတယ်တားမားသူတောင်းပန်တောင်းချင်သူလမ်းလျှောက်သွားတယ်ဒါကကျမဝါချွားနေတာမဟုတ်ပါဘူးကျမပြောင်းလေးလာတဲ့အခါပင်ပရဲ့အမှုတဒံအကျင့်တွေကတဖြည်းဖြည်းနဲ့ကျမကွာကပြောင်းလေးလာတဲ့အခါမှာသူများတွေဘလောက်ပဲကိုလာပြောသူကမမှုတော့တဲ့အသက်တာဂလာတိ20ဖြစ်ပြီးချင်းအသက်တာကိုရရှိလာတယ်ဂလာတိ9:24အသက်တာကိုရရှိလာတဲ့အခါမှာကိုတယောက်ရဲ့အသက်ရှင်ဘူးဆိုတာနားလည်ရတယ်ကိုအဖကမိခင်ကနေတဲ့ကိုမေ့တော့တယ်အဖကငါ့ကိုမေ့ဘာနဲ့တူရှိတဲ့အေမာနွေလဖယားအေမာနွေလဆိုလေလာပြီးပြီနော်ကိုနဲ့တူအမြင်ရှိတဲ့ဖယားဖြစ်တယ်။ဒီတူတယောက်ရဲ့အတ္တတမ်းစိတ်နှလုံးမှာကျမတို့အတ္တတမ်းပြီးမှဘုရားရဲ့ပြီးမှဖြစ်တယ်။မြင်ရတဲ့ပြီးပန်ကမောရှိတဲ့ဆောက်တဲ့တေးတော်လိုပါပဲ။လူဒီများစွာလာတဲ့ဘုရားကိုပြုကြတယ်ကိုးကွယ်ကြတယ်ဖယားသခင်ရဲ့အာယုစိတ်မှုကဖယားသခင်စိတ်ဝင်စားတာကစိတ်နှလုံးဖြစ်တယ်အဲ့ဒီဖယားเจ้าလာတဲ့သူဒီအလုံးကစိတ်နှလုံးပြောင်းလဲပြီးခရစ်တော်ထဲမှာရှိတဲ့စိတ်နဲ့သဘောထားတဲ့အပြည့်ယေရှုစိတ်ကိုများရရင်ဒီဖယားเจ้าကအလုံးဖယားအလုံးလုပ်လာမလဲဝိညာဉ်တော်စင်တဲ့ပြီးအန်ပွဲမှုတည်ဘယ်လောက်လုပ်လာနိုင်မလဲစဉ်းစားမိပါလေမြင်ရတဲ့အရာကိုလူတွေကဦးစားပေးပြီးတော့
အတင်းတော်ထဲမှာလဲမျက်နှာตาပြရင်ရံဖြစ်ကြတာလေတနာဆရာတွေသူကအခမ်းပြောတာပဲကြိုက်တယ်ဒါကရှောလူရဲ့တက်တာဖြစ်တယ်ရှောလူထောင်ဒါဝိတောင်းဆိုတဲ့ရှောလူကဒါဝိကိုချောင်းပြီးတော့တတ်တော့တယ်အတင်းတော်မှာရှောလူတက်တာရှိတယ်မှုတော်ဆောင်ပြီးတပုံကြီးပဲချီးမွမ်းတာကြိုက်တယ်မချီးမွမ်းခံရတဲ့အခါမှာညူစုချင်းမနာလူချင်းနဲ့ပြိနေတာလေအများကြီးရှိတယ်စင်ချင်းစရာကောင်းပါလေဒါကြောင့်ဒီစိတ်နှလုံးပြောင်းလဲဖို့ကနံပါတ်1အရေးကြီးတယ်မြင်ရတဲ့ဗိမာန်တော်ကိုဦးစားပေးတယ်ဘလို့ဘူးလားလိုပါတယ်ဒါပေမဲ့တိမဟုတ်ဘူးနိအဲ့ဒါနိနော်တိကပါလေစိတ်နှလုံးပြောင်းလဲဖို့ဒီစိတ်နှလုံးကပြတိအခန်းကြီး21အငယ်3ထဲမှာတေးတော်ဒီလူတို့ရဲ့စိတ်ထဲမှာပြောင်းသွားပြီကျေတော်ဘုရားသခင်မိထားတာဖွဲ့တဲ့တေးတော်ဖြစ်ပြီတေးတော်ထဲမှာမောရှေလုပ်တဲ့တေးတော်ထဲမှာအတန်ရှင်းဆုံးဌာနမှာဘုရားသခင်ကကျင့်ဝတ်ပြီးတော့စကားပြောတယ်လူတွေကတေးတော်အပြင်ခြေဝါရစ်ပလင်ကနဲ့တန်ရှင်းရရွှေရစ်ပလင်ကိုလာပြီးတော့ဘုရားနဲ့စကားပြောတယ်တေးတော်တစ်ခုလုံးကခန္ဓာကိုယ်ကိုပုံဆောင်တယ်တန်ရှင်းရဌာနဒီစိတ်နှလုံးကိုပုံဆောင်တယ်အတန်ရှင်းဆုံးဌာနဒီဝိညာဉ်ကိုပုံဆောင်တယ်ဒီနေ့ယေရှုလက်ဝါးကတိုင်မှာအသေးခံပြီးကလကနဲ့ချမ်းကွဲတဲ့အခါမှာဒီနေ့ကျွန်တော်တို့ကျမတို့ရဲ့အသက်တာဒီတေးတော်ဖြစ်သွားခဲ့ရတာဖြစ်တယ်တဝင်းခံအတန်ရှင်းဆုံးဌာနဝိညာဉ်တန်ရှင်းရဌာနစိတ်တေးတော်တစ်ခုလုံးဟာအသက်တာခန္ဓာကိုယ်တစ်ခုလုံးဖြစ်တယ်နောက်တနည်းပြောမယ်ဆိုရင်ဒီခန္ဓာကဘုရားသခင်ရဲ့ဗိမာန်တော်ဖြစ်တယ်အတွေ့အခေါ်ထဲမှာခရစ်တော်အုပ်စုပြီလားအမင်အာယုံအကြာယုံထဲမှာခရစ်တော်ရှင်ပြီလားကိုယ့်ရဲ့ခံစားချက်ထဲမှာခရစ်တော်ရှင်နေပြီလားကိုယ့်ရဲ့စန္ဒထဲမှာခရစ်တော်နေရာရပြီလားစိတ်နှလုံးထဲမှာခရစ်တော်အလုတ်လုတ်နိုင်ပြီလားခရစ်တော်အုပ်စုမှုရှိပြီလားတန်ရှင်းရှိပြီလားဘေကန်ဒမှာခရစ်တော်အုပ်စုတဲ့နေရာရှိပါတယ်လေစင်တင်ပါဒါကဖျားရဲ့ပြမှန်တော်ဖြစ်တယ်အဲ့ဒီအတွင်းထဲမှာပြောင်းလဲလာတဲ့အခါမှာခံစားချက်တွေပြောင်းလဲလာတယ်အတိတွေပြောင်းလဲလာတယ်စန္ဒတွေပြောင်းလဲလာတယ်အမှုအကျင့်တွေပြောင်းလဲလာတယ်အသက်တာပြောင်းလဲလာတဲ့တက်တာရရှိမှာဖြစ်ပါတယ်ဒါကြောင့်ဒီမနေ့ကျွန်မပြောချင်တယ်ယုံကြည်သူရဲ့စိတ်နဲ့သူရဲ့အမှုအကျင့်တုံ့ပြန်မှုအမှုချင်းလူတိုင်းကပြဿနာထဲမှာရှင်းတန်နေကြတာဖြစ်တယ်။ယေရှုကခေါင်းချဆန်နေရတော့မရှိတဲ့မြေကြီးဖြစ်တယ်။မြေခွေးတွေလည်းအတိုက်ရှိတယ်။ငှက်မြေသွင်းရှိတယ်။ငှက်တွေလည်းအတိုက်ရှိတယ်။ယေရှုကခေါင်းချဆန်နေရတော့မရှိတေချင်းနဲ့ပြိနေတဲ့တပါကြီးထဲမှာကျမတို့ရှင်းတန်နေတာ။ယေရှုတော့ကျမတို့ခံစားရတာဖြစ်တယ်။ယေရှုတို့ခံစားရတာအင်မတန်ကြွယ်ဝဒါကိုစဉ်းစားကြည့်တယ်။အော်ဘုရားသခင်ကဒီနေ့ဒီလောက်မောင်မိုက်ထဲမှာဒီထဲမှာကိုမှဗိမာန်တော်အနေနဲ့ကျမကိုရှင်းတန်စေပြီးတော့ဒီစိတ်နှလုံးကသူ့ရဲ့နိုင်ငံတော်တည်မြင်ရတဲ့နိုင်ငံလိုမဟုတ်ပေါ်မှာကင်လိုက်ဒီမှာကင်လိုက်ဆွဲပြလိုက်ပကြီးတဲ့ကင်ပြလိုက်ညွန်ပြလိုက်မဟုတ်မတည်နေအလူရော်ဒီကောင်းဒီပေါ်မှာပြည့်စုံတကယ်တော့မြေကြီးပေါ်မှာပြည့်စုံပါစေတော့နိုင်ငံတော်ဒီစိတ်နော်ဘုရားခင်ရဲ့နိုင်ငံဟာစာကြည့်တဲ့ပုံရှိဘူးကျမတို့ရဲ့စိတ်နှလုံးဒီဝိညာဉ်တဘောနဲ့ပြီးပြီးတော့အရှင်ဖြစ်ပြီလားတခင်ဖြစ်ပြီလားအဆူမှုရှိပြီလားတန်ရှင်းရှင်းနဲ့ကျမတို့နေပြီလားဒီဗိမာန်တော်ကโอเคပြီလားအဲ့ဒီခါမှာနံပါတ်1ဗိမာန်ထဲမှာဘုပြုတ်ကိုယ်ကိုတိဆောက်ပါရှီမွန်ရှင်နေဒီဘုတ်ဒီကစားဝဲပါဟုတ်လားဒူရိယာမျိုးစုံဝဲပါဗိမာန်တော်ထဲမှာသွားပါရှီမွန်ပါတင်းနေတင်းဘွားပါပလပ်ပေါမမားစီပါနဲ့လူရဲ့အလိုနဲ့လူရဲ့အမြင်ကတော့
မြင်ရတဲ့ပြီးမှတော့လူနာမည်ကိုရှာတယ်ကုကုံကိုချင်းမြောက်ဖို့အဲ့ဒီမှာဘွဲ့ဒီကုံဒီနဲ့ဖယားသခင်ရဲ့အမြင်မှာတော့ဒီပြပြီးမှတန်ရှင်းစေဖို့ပြောင်းလဲစေဖို့ဒီပြထဲမှာဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းညီတဲ့ခြင်းချီးမွမ်းခြင်းကရိယာတွေအစုံဖြစ်တဲ့အခါမှာဒီကအမှုချင်းကပြောင်းလဲလာတယ်မြေကြီးပေါ်မှာလူနှမျိုးအသက်ရှင်နေဖိရနှမျိုးအသက်ရှင်တည့်ရဲ့တုံ့ပြန်မှုကနံပါတ်1မြင်ရတဲ့အရာကိုဦးစားပေးပြီးတော့အတွင်းကမပြောင်းလဲတဲ့သူရဲ့အသက်တာမှာတုံ့ပြန်မှုကပြင်းထန်ပါတယ်စာတိသဘောတည်းနဲ့ပုံပြန်ရှင်းနေပြီလေနံပါတ်2ဒီမမြင်ရတဲ့ပြီးမှတော့အတွင်းစိတ်နှလုံးပြောင်းလဲလာတဲ့အခါမှာကတုံ့ပြန်မှုနေ့စစ်ကြုံတွေ့နေရတဲ့အဖြစ်ပြက်တုံ့ပြန်မှုကညဉ့်ညံ့တယ်ဥပမာနញ្ញတိတ်ပါတဲ့အင်္ဂတေကိုဘောလုံးပေါက်လိုက်ရင်မာတဲ့အတွက်ကြောင့်ပြန်ကန်တယ်ဝိရမှာပြည့်မကန်ဘူးဒီလိုပဲဒါကြောင့်ယုံကြည်သူတို့ရှင်းစီအသက်တာမှာဝိညာဉ် step ကိုဝိညာဉ်ရဖျားတန်ကြားခြင်းနဲ့တန်ရှင်းစွာနေခြင်းနဲ့သူများဆုတောင်းပေးရတဲ့အမြဲတမ်းတန်ရှင်းနေတာမဟုတ်ဘူးခရစ်တော်ပဲတန်ရှင်းပေးနေတာကျမဆိုတန်ရှင်းလို့ပေးဆိုတာကျမမြူနီစပေဘာမဟုတ်တာမြူနီစပေဓမ္မမှုတော်ဆောင်ကလေးအများကြီးခဏလေးစတန်ရှင်းလို့ပေးလိုက်ကုန်မကုန်ဘူးဘာနေစကောင်းပါလဲအတ္တမြင့်ချက်ကိစ္စရှိချင်တဲ့ခရစ်တော်အပြည့်မရတာတဖြည်းဖြည်းနဲ့အမြင်ကြီးပွင့်လာရမယ်အခြားဒီပွင့်လာရအဲ့ဒါဖြစ်တယ်ဒါနဲ့ဒီကနေ့ကျွန်မပြောချင်တယ်ကျွန်မတို့ကယုံကြည်သူတူချင်းစီရဲ့စိတ်နှလုံးဟာခရစ်တော်ကဒီနေ့အတိပြုပြင်ပြောင်းလဲပြီးသားပေါ့နံပါတ်1ခံစားပါနံပါတ်2သူတခင်ကိုနေရအရှင်တခင်ဖြစ်နေရပေးပါမအုပ်စုသေးနေရပေးရရှိသေးတယ်လေနံပါတ်3အဲ့ဒီခါမှာအမှုအရာအချင်းကြီးကပြောင်းလဲလာမှာဖြစ်ပါတယ်နောက်တစ်ခုဖျားသခင်ကနေရာတကရှိတယ်ဒါမဲ့စက်တွေကရိယာဖုံးရတယ်လို့ပဲကျမတို့ဒီလေဒီဗိမာန်တော်ထဲမှာခရစ်တော်ကျင့်ဝတ်တဲ့ခါမှာအချိန်မရွေးနေရာတိုင်းမှာကျမတို့စကားပြောလို့ရဖြစ်တယ်မြေအောက်မှာပဲပြောမလားမြေပေါ်မှာပဲပြောမလားကျမအဲ့ဒီဥရဆိုင်ကောင်မှာနေတော့ဘဝကြီးမှာကြောက်တူးတဲ့လူငယ်ကရားလေးတယောက်ပေါ့နော်အဲ့ဒီကရားလူငယ်လေးကမြေကြီးအောက်မှာတူးတာဟုတ်ပေ400အောက်မှာသူတို့ဒီကတွားတာဥရုချောင်းဆွဲအပေါ်မှာပဲဖာရီအစစ်စစ်ဖောက်ပြီးတော့ဟိုထဲမှာတူးတာသူတို့ကိုCCTV နဲ့ကြည့်တယ်သူတို့အလုပ်လုပ်အောက်ဆီဂျင်ပိုက်နဲ့ဆင်းရတယ်တလမှာတစ်ချိန်အပြင်ထွက်ရတာက6နေရာလောက်ဆိုင်းထူပြီးထွက်လာရတယ်အဲ့ဒီခါမှာသူကတလမှာတစ်ချိန်တရက်ထွက်ခွင့်ရှိရင်ကျမစီပဲလာတယ်အဲ့ခိတူကတော့ကက်ဆက်ပေါ့နော်ဒီလိုဖုန်းနေမရှိဘူးကက်ဆက် case ဆိုတော့ကက်ဆက်ခွေတွေဝေလာတယ်ကျမကကက်ဆက်တေးသေးလေးတစ်ခုပေးထားတယ်သူတစ်ခုဝယ်တယ်သူရဲ့လစာလေးပြီးသူကတလတစ်ချိန်လာတဲ့အတွက်ကက်ဆက်ခွေတွေ30ပေးထား20ပေးထားတရားဟောချက်ကြီးတွင်းထားပေးရတယ်ကျမတရားဟောချက်ကြီးသူ့တွင်းထားပြီးရင်သူကတလဆွေတစ်ခါလာတယ်အဲ့ဒါလာယူတယ်ပြီးရင်အတစ်ပြန်ဝယ်ထားပြီးတယ်အဲ့တလူနဲ့နေတယ်သူကဟောမြေအောက်ပေ400လောက်မှာသူကအဲ့ဒီတရားဟောချက်နဲ့သူခွန်အားယူပြီးကြောက်တူးတယ်နောက်ပိုင်းကျတော့ဥရုဆိုင်မော်ကြီးကအံ့ဩပွဲချုပ်ခဲရတာပေါ့မိတီတော့ကြပါပြီပက်ဖို့နဲ့ကုတ်လိုက်တော့ရေကြောကပေါက်သွားပြီးတော့အထဲမှာကကာရာအိုကေကဆရှိတယ်တဲ့အမြေအောက်မှာဈေးတေဒီကစအပြောတယ်ပေါ့နော်ဒီသူ့အလွာနဲ့သူရှိတယ်တဲ့အဲ့ဒီမြေကြောကပေါက်ထွက်တဲ့ခါမှာရေကအောက်ကိုကျသွားတာကျမတို့ဥရုချောင်းကနေရက်လောက်ခန်းသွားတာရေခန်းသွားတာ
အဲ့ဒီထဲကိုဝင်သွားတာဘယ်လောက်ကျဲဆိုတော့မပြောတတ်ဘူးအပေါ်မှာတော့မြုပ်ပါပဲဘုရားထဲမှာသူတို့ကတူးတယ်အဲ့ဒီလိုနဲ့သူကတော့နောက်မှာဓမ္မဆရာဖြစ်သွားတယ်အခုဘုရားမှာရှိပါတယ်ပြောချင်တာပါလေဘုရားရှိတယ်ဒီအောက်မှာလည်းရှိတယ်လေရင်ပေါ်မှာလည်းရှိတယ်လေရင်ပေါ်တဲ့ကျွန်မဆာလန်ဆက်ကိုဆင်ချင်းပြီးအပေါ်မှာထိုင်ဆာလန်ဆက်ကိုဆင်ချင်းနေရာကမပြောရှိတယ်ဒါပေမဲ့ဆက်သွယ်ရေးကိရိယာကပါလေစိတ်နှလုံးထဲမှာသူကျင့်ဝတ်တယ်ဟောအတူတူစိတ်နှလုံးဒီဝိညာဉ်ရဲ့နေအိမ်အတွင်းဝိညာဉ်ရှင်ရှင်နဲ့ဆက်သွယ်အတွေ့အကြုံတကူနဲ့ရှင်ရှင်နဲ့ဆက်သွယ်တဲ့ကဒီစိတ်မှာโอเคအဲ့ခန္ဓာကိုယ်ကအပြုတ်ကျောင်းစောအခုတက်90နာနေနေဟာအချိန်ပြပြုံးနေနိုင်တယ်ဟာယေရှုရငါငုံနေရမလားဟုတ်လားစိုးရင်တဲ့ဆရာတွေတွေ့နေသူကမစိုးရင်နဲ့တမီးလို့ပြောတော့ဟာချစ်တယ်လေသူငါ့ကိုချစ်တယ်လေငါတို့ချစ်တယ်လေမစိုးရင်နဲ့ဆိုကျမကသူ့မယုံမျိုးစိုးရင်ရမှာပေါ့အခုကမိုးချင်းတယ်လားဘုံကျဲတယ်လားမသိဘူးတင်းတင်းပဲဒါပေမဲ့သူကမကြောက်နဲ့လို့ပြောတယ်မကြောက်နဲ့ဆိုကျမကကြောက်နေရမှာလားဘယ်နှမကြောက်လဲမကွဲနိုင်ဘူးပေါ့ကျမရဲ့ယုံကြည်ခြင်းကတရားသခင်ငါ့ကိုကွဲကအလောက်တော့ငါ့ကိုမကွဲကနိုင်သူ့ရဲ့ကြည်တွေကပေးထားတာအလကားပေါ့သူကတတ်နိုင်တယ်ဆိုတာကိုလည်းငါ့ကိုအများကြီးမြင်တွေ့စေတယ်ငါ့ကိုအများကြီးသူ့အတန်နဲ့ကြားစေတာပဲအဘေးအမှုကိုကျမတုံလို့ရမည်အဘေးအရာကိုကျမကြောက်ရွံ့ရမည်တင်မီရဲ့အရင်လွှမ်းမှုတဲ့ကြိုင်တွေမှာရှောက်သွားရတော့လေဘေးကိုမကြောက်ယောဘကဲ့သို့စာတန်နဲ့ဖျားရဲ့ဂျားထဲမှာယောဘကဘလောက်ပဲခံစားစားသူ့ကိုဘလောက်ပဲအပြစ်တင်သူကကောင်းကြီးမဆရသွားတဲ့ဒီယောဘကြုံတွေ့ရတဲ့အရာကဖျားနဲ့သူနဲ့ဂျားမှာအသားစီမရှိတွားနိုင်တဲ့တရားကြီးတစ်ခုပါပဲတဲ့သူရဲ့ခက်ခဲမှုဒီလိုပါပဲခက်ခဲမှုကြုံတွေ့ရင်လည်းအချီးနှီးမှမဟုတ်ရုံးကြလန်စီတဲ့ဖျားစံတပင်ချခွင့်မှမရှိကျမကကျောင်းလေးစားမှာ1990ခုနှစ်မှာကျမကမန်တော်ဖျားကိုရှာပုံတော်လမ်းဆိုတဲ့ကိစ္စခွေတစ်ခုကျမကထုတ်လိုက်တဲ့တရားဟောချက်1991မှာ90မှာကျမပြောင်းလဲလာတယ်91မှာကျမခွေထုတ်တယ်မန်တော်ဖျားကိုရှာပုံတော်လမ်းဆိုတော့ကဘာလုံးထဲမှာတက်တန်လေးနဲ့ပြားတကောင်ကကျိုးလေးနဲ့လိုက်ရှာနေတဲ့ညို့ဖမ်းမယ်နော်ကျုံချချင်းကပါလဲဆိုရင်စံတပင်ချခွင့်မရှိဘူးလို့ပြောတယ်ဘုရားတခင်အခွင့်မပြုဘူးအဲ့ဒီယုံကြည်ခြင်းနဲ့ကျမကမန်တော်ဖျားကိုရှာပုံတော်လမ်းဆိုတဲ့အရာကိုကျမကအထောက်အဆုံးကျမခွေထုတ်ခဲ့တာဖြစ်တယ်တရားဟောချက်ခွေအစခွေနဲ့ပေါ့နော်အဲ့တော့ကျမဘာကိုပြောချင်တယ်လဲဆိုရင်အတွင်းထဲမှာငြိမ်မှအပြင်မှာငြိမ်တာအတွင်းထဲမှာဝမ်းမြောက်မှအပြင်မှာဝမ်းမြောက်တာအတွင်းထဲမှာโอเคမှအပြင်မှာโอเคတာကျမတို့ယုံကြည်သူတွေကအပြင်โอเคခြင်းကိုရှာအတွင်းမှာမိပူလို့ပူအပြင်โอเคခြင်းကိုရှာအတွင်းမှာကမโอเคအပြင်ရင်တဲ့ခြင်းကိုရှာအောက်အထဲမှာကငရေမီဝနည်းစကောင်းတဲ့အတက်တာဖြစ်တယ်။ဒါဆိုရင်ပုံပြမှုကအမှုချင်းကြီးကโอเคနိုင်မလား။သူတပောက်ကူနဲ့အမြချစ်နိုင်မလား။ဖြစ်နိုင်တဲ့အရာ။ဒါကြောင့်ဒီကနေ့ဒီစုံထဲမှာလာကြတဲ့တာသမီတွေတယောက်ချင်းစီယုံကြည်သူတူဦးရဲ့စိတ်နှလုံးနဲ့တုံ့ပြန်မှုအမှုချင်းဆိုတဲ့အပိုင်းတစ်ကိုကျမတို့နဲ့ဝင်ငါချင်တယ်နံပါတ်1အနေနဲ့ကျမတို့စိတ်နှလုံးပြောင်းလဲတဲ့အခါမှာအတွင်းအပြင်မြင်တဲ့ချင်းကိုကျမတို့အစားလာရမှာဖြစ်တယ်ဦးစားပေးရမယ့်အရာကမမြင်ရတဲ့အတွင်းကနံပါတ်1ဖြစ်ပြီးမြင်ရတဲ့အရာကလူကြီးက1နဲ့2ဘယ်တော့မှမမားစေနဲ့မလူအပ်ဘူးလို့မပြောဘူးနော်လူအပ်တယ်1နဲ့2ကကျမတို့ယုံကြည်သူတိုင်းမှာမရှိမဖြစ်လူအပ်တာဖြစ်တယ်ဒါပေမဲ့1နဲ့2ကိုပလက်ပေါ်မှာစေနဲ့ပလက်ပေါ်မှာရင်မီမလင်းဘူး
ဒီလိုပဲဝိညာဉ်ရေးမှာရင့်ကျက်စေတဲ့တာသမီတွေဖြစ်ဖို့လက်တစ်ပတ်အစိုးခြေလမ်းအနေနဲ့အပိုင်းတစ်ကိုကျွန်မဝင်ငှလိုက်ရတာဖြစ်ပါတယ် Thank you ပြည့်ရှိကောင်းချီးပေးပါစေ Bye